မင်္ဂလာပါခမီးမီဒီယာနေပြန်လည်ကြိုဆိုပါရစေအခုချိန်မှာတော့ခမီးမီဒီယာနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေကကောင်းတို့ရာသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ဟာခါမြို့နေဗန်ဟာချီရွာစာတင်ကျောင်းကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်၍ကျောင်းသား2ဦးသေဆုံးမတူပီမြို့ကိုအကြမ်းဖက်စစ်ကောင်စီကထပ်မံ၍ဘုံကျဲတိုက်ခိုက်ဟာခါမြို့နယ်ရှိစာတင်ကျောင်းများအလုံးယာယီပိတ်ထားရန် CDF ဟာခါထုတ်ပြန်တိုးစံမြို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်မတူပီမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကထပ်မံ၍ဘုံကျဲတိုက်ခိုက်ကလေးမြို့တွင်ဓာတ်ဆီဈေးမြင့်တက်နေဇိုတုံဒေသအတွင်းကားလမ်းများပြုပြင်ထိန်းသိမ်းနေပြီးရန်ပုံငွေများပူပေါင်းပါဝင်ကြရန်လိုအပ်နေစတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်ချင်းပြည်နယ်ဟာခါမြို့နယ်ဗန်ဟာကြီးရွာကိုယနေ့အောက်တိုဘာလ23ရက်နေ့နနက်10:30မိနစ်ဝန်းကျင်တွင်ဂျပန်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်သောကြောင့်ကလေးသူငယ်ကျောင်းသား2ဦးသေဆုံးသွားကြောင်းဒေသခံများထံမှသိရပါဗျ။ဒီမနက်မှာဂျက်လီရင်နဲ့စာတင်ကျောင်းကိုစာတင်ကြားနေတဲ့အချိန်ဘုံကျဲတာပါ။ကျောင်းသားကလေး2ယောက်သေဆုံးသွားပါတယ်။ထိခိုက်ဒဏ်ရာရတဲ့သူတွေအများကြီးပဲ။ဆရာမတွေလည်းထိခိုက်ဒဏ်ရာရကြတယ်။လူပဲ2ယောက်ထိခိုက်ဒဏ်ရာရလဲဆိုတာအတိအကျတော့မသိရသေးဘူးလို့ဒေသခံတဦးကပြောပါတယ်။ဗန်ဟာကြီးရွာရှိစာတင်ကျောင်းကိုဂျက်ဖိုက်တာဖြင့်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးကျောင်းသား2ဦးသေဆုံးခဲ့ကကျောင်းတက်နေသည့်ကျောင်းသားများနှင့်ဆရာမများထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများကပြောပါတယ်။ထိခိုက်ဒဏ်ရာရရှိသူများမှာ10ဦးကျော်ရှိကြောင်းသိရသည်။ချင်းပြည်နယ်တောင်ပိုင်းမတူပီမြို့ပေါ်ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကယနေ့အောက်တိုဘာလ14ရက်နေ့နက်တွင်လေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုထပ်မံ၍ပြုလုပ်ကြောင်းဒေသတွင်သတင်းအရင်းမြစ်မှသိရသည်မတူပီမြို့ရဲစခန်းနှင့်ဆေးရုံကြားကိုအကြမ်းဖက်စစ်ကောင်စီကထပ်မံ၍ယနေ့နနက်9နာရီတွင်နှလုံးတွဲဘုံဖြင့်တစ်ကြိမ်ကျဲချတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီးထိခိုက်သေဆုံးမှုမရှိကြောင်းကနဦးသတင်းအရသိရပါသည်ချင်းပြည်ဟာခါမြို့နယ်ဗန်ဟာကြီးရွာရှိစာတင်ကျောင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခံရသောကြောင့်ဟာခါမြို့နယ်အတွင်းရှိခြေခံပညာကျောင်းများအလုံးယာယီပိတ်ထားရန် CDF ဟာခါ Central Council ကအောက်တိုဘာလ23ရက်နေ့တွင်အသိပေးထုတ်ပြန်ထားသည်အကြမ်းဖက်စစ်ကောင်စီတပ်ကစာတင်ကျောင်းနှင့်ကျောင်းသားကျောင်းသူများကိုပြစ်မှတ်ထားကတိုက်ခိုက်မှုပြုလုပ်ခြင်းကြောင့် CDF ဟာခါဗဟိုကောင်စီနှင့်ချိတ်ဆက်ထားသည့်အခြေခံပညာကျောင်းများအလုံးနောက်ထပ်အသိပေးချက်ထုတ်ပြန်မှုမရှိမချင်းယာယီပိတ်ထားကြရန် CDF ဟာခါ Central Council ကထုတ်ပြန်ထားပါတယ်ချင်းပြည်မြောက်ပိုင်းတွန်းဇံမြို့ကိုအကြမ်းဖက်စစ်ကောင်စီကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်ခံရ၍လူနေအိမ်3လုံးပျက်စီးမှုရှိကအရက်သားထိခိုက်မှုမရှိကြောင်းဒေသတွင်သတင်းအရင်းမြစ်မှသိရသည်တွန်းဇံမြို့ပေါ်ရှိခွာဖုံးရက်ကွက်မိသက်ကုန်းနှင့်ရဲစခန်းကိုယနေ့အောက်တိုဘာလ14ရက်နေ့မွန်းလွဲ2နာရီဝန်းကျင်တွင်ဂျမ်ဘတ်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်2ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူများအထိခိုက်မရှိတော့လဲနေအိမ်3လုံးပျက်စီးသွားကြောင်းသိရသည်ချင်းပြည်နယ်အတွင်းရှိမြို့နယ်များကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက်မှုများမကြာခဏဆက်တိုက်ပြုလုပ်နေပြီးယနေ့အောက်တိုဘာလ14ရက်နေ့တွင်ပင်တွန်းဇံမြို့နှင့်မတူပီမြို့ကိုဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဖြစ်သည်ချင်းပြည်တောင်ပိုင်းမတူပီမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအောက်တိုဘာလ16ရက်မွန်းလွဲ3:30မိနစ်ခန့်ဝန်းကျင်တွင်ထပ်မံ၍လေကြောင်းဖြင့်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရပါသည်မတူပီမြို့ရှိမတူပီလူငယ်တင်တန်းကျောင်းကုန်းကိုဘုံကျဲတိုက်ခိုက်ခြင်းဖြစ်ပြီးထိခိုက်ပျက်စီးမှုနှင့်အရက်သားပြည်သူများထိခိုက်မှုရှိမရှိမသိရှိရသေးကြောင်းဒေသခံများကပြောသည်မတူပီမြို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကအောက်တိုဘာလ10ရက်နေ့မှစ၍14ရက်နေ့အထိ9ရက်အတွင်း3ကြိမ်ဆက်တိုက်ဘုံကျဲတိုက်ခိုက်မှုတွင်အဆောက်အဦနှင့်ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်းဒေသခံများထံမှသိရသည်မတူပီမြို့ကိုထိန်းချုပ်ထားသည့် MRO CDF မတူပီကလေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ယနေ့အထိသတင်းတစုံတရာထုတ်ပြန်ခြင်းမရှိသေးပေစကိုင်းတိုင်းကလေးမြို့တွင်ဓာတ်ဆီဈေးနှုန်းမြင့်တက်လာနေသောကြောင့်ဒေသခံပြည်သူများအတွက်အခက်အခဲကြုံတွေ့နေကြရကြောင်းဒေသခံများထံမှသိရသည်ကလေးမြို့တွင်ယခင်ကဓာတ်ဆီ1လီတာကို6000ကျပ်အထိ
ဈေးမြင့်တက်ခဲ့ရမှာထမန်ကအော်တိုဘာလဒုတိယအပတ်မှစ၍8000ကျပ်အထိဈေးမြင့်တက်လာသည်ထို့သောဖြစ်ရခြင်းမှာအဓိကတည်ယူပို့ဆောင်ရာတွင်အသုံးပြုသည့်မဟာမြိုင်လမ်းဖက်တွင်မိုးရွာသွန်းမှုများသောကြောင့်ဘုန်းနှင့်၍လမ်းများပျက်စီးနေကစီတည်ယူသည့်ကားများပိတ်မိနေသည်မှာတလကျော်ကြာနေပြီဖြစ်ပြီးယခုကဲ့သို့ဓာတ်ဆီဈေးမြင့်တက်လာခြင်းဖြစ်ကြောင်းဒေသခံများကပြောပါရယ်မဟာမြိုင်လမ်းသည်ကလေးဝမင်းကင်းမော်လိုက်တမူးမြို့နယ်များကိုကုန်စည်စီးဆင်းနေသည့်အဓိကကျသောလမ်းဖြစ်ပြီးကျန်းဖတ်စစ်ကောင်စီကကလေးဝရာကြီးလမ်းကလေးဂန့်ငေါ်လမ်းများကိုပိတ်ထားသည်မှာ3နှစ်ကျော်ခန့်ရှိပြီဖြစ်သောကြောင့်မဟာမြိုင်လမ်းကိုအဓိကထား၍အသုံးပြုသွားလာနေကြခြင်းဖြစ်သည်ချင်းပြည်စုံတုံဒေသတွင်ရှိသည့်ဂန့်ငေါ်အိုက်ကားလမ်းပိုင်းနှင့်ဟာခမတူပီကားလမ်းပိုင်းကားလမ်းများကိုပြုပြင်ဆောင်ရွက်နေလျက်ရှိရာရန်ပုံငွေများစွာလိုအပ်နေသောကြောင့်ထိုလမ်းမကြီးများကိုမိခိုသွားလာနေကြသောမြို့နယ်ဒေသများအနေဖြင့်ပူးပေါင်းပါဝင်ပေးကြရန်ဇူတုံဖက်ဒရယ်ကောင်စီကအော်တိုဘာလ16ရက်နေ့တွင်မြစ်တာရက်ခံထားသည်ဂန့်ငေါ်အိုက်ကားလမ်းပိုင်း46မိုင်တောင်ပြိုကြီးနေရာ၌အော်တိုဘာလ10ရက်နေ့တွင်မြေပြိုကျကလမ်းပိတ်နေခဲ့ပြီးအော်တိုဘာလ15ရက်နေ့တွင်ပြိုကျသည့်မြေများဖယ်ရှားခဲ့တော်လဲကြောက်တုံးကြီးများဆက်တိုက်ကျနေသောကြောင့်မဖယ်နိုင်၍ရပ်နားခဲ့ရသည်ထို့နောက်နေ့အောက်တိုဘာလ16ရက်နေ့တွင်လည်းမြေပြိုမှုများထပ်၍ဖယ်ရှားကာနေ့လယ်12နာရီတွင်လမ်းပွင့်ပြီးကားတချို့ဖြတ်တန်းသွားလာခဲ့တော်လဲနေ့လယ်1နာရီတွင်မြေထပ်ပြိုကကြောက်ခဲများအဆက်မပြတ်ကျ၍မြေပြိုများဖယ်ရှား၍မရသဖြင့်ရပ်နားခဲ့ရကြောင်းဇူတုံဖက်ဒရယ်ကောင်စီကပြောပါတယ်ဟာခမတူပီလန်မိုင်းတိုင်း80မှ90ကြားဆရောချောင်းတွင်လည်းမြေပြိုနေရာ8နေရာကျော်မိုးရွာသည့်အချိန်တိုင်းရွှွန့်ရည်များကျသောကြောင့်ထိုရွှွန့်မြေများကိုအကြိမ်ကြိမ်ဖယ်ရှားရှင်းလင်းနေရသည်ထပ်မံ၍အဆိုပါကားလမ်းများမြေပြိုနိုင်ခြေရှိသဖြင့်လမ်းများကိုရှင်းလင်းထားပြီးနောက်မှလမ်းပွင့်လာသည့်အချိန်တွင်ဖြတ်တန်းသွားလာကြရန်လိုအပ်ကြောင်းတတိပေးထားသည်ယခုနှစ်2025ခုနှစ်မိုးရာသီကာလတစ်လျှောက်လုံးမိုးအဆက်မပြတ်ရွာသွန်းသောကြောင့်ကားလမ်းမြေပြိုမှုများလမ်းပျက်စီးမှုများအလွန်များပြားတော်လဲဇူတုံဖက်ဒရယ်ကောင်စီနေဖြင့်ထိုလမ်းမကြီးများကိုမိခိုအသုံးပြုနေကြသည့်ဒေသနှင့်မြို့နယ်အားလုံးအတွက်ကုန်စည်ပြတ်လတ်မှုမဖြစ်စေရန်နှင့်ခရီးသည်များပုံမှန်သွားလာနိုင်ရန်ကြိုးစားဆောင်ရွက်ခဲ့ကြောင်းဆိုသည်သို့သောရမုံငွေများစွာလိုအပ်ချက်ဖြင့်ဆောင်ရွက်နေရသည့်အတွက်ဆက်လက်၍ပြုပြင်ဆောင်ရွက်နိုင်ရန်ရမုံငွေများစွာလိုအပ်နေသောကြောင့်ထိုလမ်းမကြီးများကိုမိခိုသွားလာနေကြသောမြို့နယ်ဒေသများအနေဖြင့်ပူးပေါင်းပါဝင်ပေးကြရန်မြစ်တာရက်ခံထုတ်ပြန်ထားသည်အဆိုပါလမ်းပိုင်းသည်ချင်းပြည်နယ်တပြည်နယ်လုံးအတွက်ကုန်စည်များတည်ယူပို့ဆောင်ရာတွင်အဓိကအားကိုးအားထားရာလမ်းဖြစ်သောကြောင့်ထိုလမ်းကိုအသုံးပြုသူများအနေဖြင့်ထုတ်ပြန်ချက်အတိုင်းပါဝင်ကြရန်လိုအပ်ကြောင်းတာဝန်သည့်ပြည်သူတို့ကတိုက်တွန်းထားသည်ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်ကျွန်တော် Thomas ပါ